吧，现在讲变成别的，偏先那么面大蹦计划是，第中啦，到啦龙哥，就那罗เสียกันนี่ပြီးတော့ဆရာလန်တဲပဲဟောပါဆိုတော့တစ်ဖက်မှာအရန်ပဲလန့်သွားပေမဲ့တစ်ဖက်မှာအရန်ပဲဝမ်းသာတယ်ဆိုတော့ကျွန်တော်စဉ်းစားတဲ့အခါမှာseries နဲ့ပေါ့နော်ဇလန်တွဲနဲ့ဝင်ခဖို့ရကျွန်တော်ဆူတောင်းထားပါတယ်ဆိုတော့တွဲမဲ့အရာကတော့ဝင်ခမဲ့အရာကဘာလဲကျွန်တော်စဉ်းစားတဲ့အခါမှာယုံကြည်သူတွေအနေနဲ့ကျမ်းစာကနေဖယားကပြောပြတဲ့ပုံပြင်လို့ပြောတဲ့အခါမှာမမှန်တဲ့အရာမဟုတ်ဘဲနဲ့เนาะမှန်ကန်တဲ့အရာကိုဖယားရဲ့ပုံပြင်ပြောနေတဲ့အရာဘယ်လိုဖြစ်တယ်လဲဆိုတာအဖြေရှာဖို့ကျွန်တော်ဒီလလုံးကိုသုံးပြုခြင်းနဲ့ပြီးရင် mission day ရောက်တဲ့အခါမှာဖယားသခင်ရဲ့ပုံပြင်ဒါမှမဟုတ်ဖယားသခင်ရဲ့လှုပ်ဆောင်နေတဲ့အရာတွေထဲမှာကျွန်တော်တို့ဘယ်လိုပါဝင်တယ်လဲဘုရားသခင်ကသူ့ရဲ့ပုံပြင်ထဲမှာကျွန်တော်တို့တွေကိုလည်းဇက်ကောင်လေးတွေအနေနဲ့မင်းသားမင်းသမီးတွေအနေနဲ့အသုံးပြုခြင်းတယ်တောင်တနေရာကနေတစိတ်တနေရာကနေပါဝင်ဖို့ဘုရားရဲ့အကြံအစီတော်ဖြစ်တယ်ဆိုတာတွေကျွန်တော်ဝင်ခခွန်အားပေးသွားချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အစကနေအစပြုကြရအောင်เนาะအပိုင်း1ဒီနေ့စားကြမယ်ဒါနဲ့မပြတ်မကွက်လေးလာရောက်နားထောင်ပေးပြီးတော့ဖခင်ရဲ့အလိုတော်အကြံစီတော်ကျွန်တော်ရဲ့ဘဝအတွက်ကျမရဲ့ဘဝအတွက်သားသမီးတွေရဲ့အသက်တာအတွက်ဘာဖြစ်တယ်လဲဆိုတာတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းနဲ့အရောက်တိုင်းခံစားနိုင်ဖို့ကျွန်တော်ဆုတောင်းဆက်ကပ်ထားတာဖြစ်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး1ကနေအစပြုဖို့ဖြစ်မယ်ဆိုတော့ကျမ်းစာအုပ်ယူလာတဲ့သူတွေအားလုံးဒီနေ့မှာတော့ကပ္ပဦးကျမ်းအခန်းကြီး1ကနေစရအောင်ဇန်နဝါရီလတော့မဟုတ်တော့ပေမဲ့ကပ္ပဦးကျမ်းလှန်လိုက်တဲ့အခါမှာနှစ်သက်အောက်မေ့သတိရတာလည်းရှိမှထင်တယ်နော်ကျွန်တော်လည်းချိန်ပေါင်းမြောက်များစွာကပ္ပဦးကျမ်းစပြီဆိုတော့နှစ်သက်ကနေစတက်တဲ့အခါမှာသတိရတယ်တရားဟောနည်းမှာနီးအမျိုးမျိုးရှိတဲ့အတိုင်းဒီတစ်ခေါက်ကျွန်တော်အချိန်သုံးမဲ့ပုံစံကတော့ဒီဘယ်လိုပြောမလဲကျမ်းစာ text ကနေဘယ်မဟုတ်တော့ဘဲနဲ့เนาะtext ကနေလာတဲ့ဟာကို exposition မျိုးထက်ပုံမှန်ဝင်ကပုံမျိုးထက်ဒီတစ်ခါမှာတော့ကျွန်တော်တို့ရင်းနှီးတဲ့သင်ပေးခြင်းပုံစံမျိုးနဲ့သွားဖို့ရဖြစ်တယ်ဆိုတာလဲကျွန်တော်ထပ်ပြီးတော့ဖော်ပြခြင်းနဲ့ကပ္ပဦးကျမ်းခန်းကြီး1ခန်းငယ်1အားလုံးအလွတ်ရမယ်ထင်တယ်เนาะအလွတ်ဆိုကြည့်ရအောင် Okay ကျေးဇူးရမ်းတင်ပါတယ်they just read Genesis 1:1 Okay show your parents how it should be done let's go Genesis Very good ရောက်တိုင်းကိုဘုရားသခင်တက်ဖန်ကောင်းချီးပေးပါစေခဏဆုတောင်းရအောင်ကိုရရှင်ဖဖျားကျွန်တော်တို့မထိုက်တန်တဲ့သားသမီးတွေကိုကိုတော်ချစ်တယ်ချစ်ယုံတယ်မကဘဲနဲ့အကြည့်ရှုကြွလာတော်မူတယ်ဒီလောက်ကြီးမားတဲ့ကိုရရှင်ရဲ့ပုံပြင်ကိုနှုတ်ကပတ်တော်ထဲမှာဖွင့်ပြထားတဲ့အရာကျွန်တော်ဒီနေ့ဖော်ပြတဲ့အခါမှာတလားတာလုံးအတွက်ကိုရလက်တော်ထဲမှာစက္ကန့်အနှံ့တယ်ကိုတော်ကောင်းကြီးပေးပြီးသားနှုတ်ကပတ်တော်ဖြစ်တဲ့အတိုင်းကျွန်တော်ကိုအသုံးပြုလျက်တက်တဖန်ရောက်တိုင်းရဲ့တက်တာမှာစကားပြောတော်မူပါကျွန်တော်ရဲ့တက်တာမှာလည်းစကားပြောတော်မူပါနောက်ရှားတဲ့အရာတွေအားလုံးစိတ်မဝင်စားနိုင်အောင်ဖြစ်မဲ့ရှုပ်ထွေးတွေအားလုံးကိုလည်းကိုရရှင်ဖဖျားသခင်ကနေပြီးတော့မဆပေးသနာတော်မူပါအရာအားလုံးအတွက်အသက်တာအချိန်တိုင်းလုံးစုံလက်တော်ထဲမှာသခင်ယေရှုခရစ်တော်ဖျားရဲ့နာမတော်များဖြင့်ဆုတောင်းလျက်စက္ကအနှံမှာဖမ်းတော်ဖျားသခင်အာမင်ဖျားသခင်ရဲ့ပြောပုံအရာဆိုလို့ရှိရင်အစဟာသူနဲ့စတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အစဦး၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏လောကမှာကျွန်တော်တို့ဒီကဘာကြီးကိုပြီးရင်ကျွန်တော်တို့ရဲ့ဘဝအတိတ်ပဲအတွက်ပြီးရင်ရှေ့အနာဂတ်အတွက်ဖ
ဖော်ပြပုံရှင်းပြပုံအမျိုးမျိုးရှိတယ်ဒီရှင်းပြပုံတွေကိုအင်္ဂလိပ်လိုနဲ့ဆိုရင် German ကနေယူပြီးတော့သူတို့ world view ဆိုပြီးတော့ခေါ်တယ်လောကကိုမြင်ပုံဒါမှမဟုတ်ဘဝကိုမြင်ပုံဆိုတော့တချို့တွေကရှုထောင့်အမျိုးမျိုးဆိုပြီးတော့လဲခေါ်တတ်တယ်ဒီနေရာမှာကျမ်းစာရဲ့ရှုထောင့်အစပြုတဲ့ပုံကျမ်းစာကနေလောကကိုဖော်ပြတဲ့အစပြုပုံကဘုရားသခင်နဲ့ဖြစ်တယ်ဘာသာတခြားတွေရဲ့အစပြုပုံကျွန်တော်တို့ကြည့်လို့ရှိရင်ကျမ်းစာနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာတမူထူးခြားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ပြောတဲ့အခါမှာအရာအလုံးကိုဖန်ဆင်းတဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်။ဟေဘရဲစာရေးတဲ့အခါမှာပထမဦးဆုံးမှာစာအုပ်ရဲ့အကြောင်းကိုအတူချုံးနဲ့အကျဉ်းချုပ်ဖော်ပြလေရှိတဲ့အတွက်ကြောင့်အခန်းငယ်1ဆိုလို့ရှိရင်ပထမကျွန်တော်တို့နားလည်ပုံမှာကဘာဦးကျမ်းဟာဘာအကြောင်းဖြစ်မယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်လို့ဒုတိယတစ်ချက်မှာဘုရားသခင်ကအရာအလုံးကိုဖန်ဆင်းတယ်ဆိုတဲ့အကြောင်းကိုဖော်ပြတာဖြစ်တယ်အခန်းငယ်2ကျွန်တော်တို့ဖတ်တဲ့အခါမှာမြေကြီးသည်အစင်းတရံမရှိလွတ်လပ်လဟာဖြစ်၏နက်နဲရာအရက်ကိုမှောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏အငယ်3ဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ဒီနေရာမှာကျွန်တော်တို့ဘသူကိုကျမ်းစာမှာချက်ချင်းတွေ့ရတယ်လဲဆိုရင်ခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ကိုဖော်ပြနေတာကိုကျွန်တော်တို့တွေ့ရတယ်ဖော်ပြတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာဓာတ်ရိုက်နဲ့ဖော်ပြတာမဟုတ်ပေမဲ့ဒီမှာညွှန်းပြချက်လေးတွေကိုကျွန်တော်တို့စတင်ပြီးတော့တွေ့ရတယ်ဒါမဲ့ဝိညာဉ်တော်ကြတော့ဘုရားသခင်ဝိညာဉ်တော်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်ဒါပေမဲ့လည်းဓမ္မဟောင်းကျမ်းမှာသုံးပါးတစုဖျားဖြစ်ခြင်းအကြောင်းကိုပွင့်လင်းစွာနဲ့ဖော်ပြခြင်းမရှိသေးဘူးဓမ္မသစ်ကျမ်းမှာတော့ပွင့်လင်းစွာနဲ့ဖျားသခင်ကဖော်ပြလာတယ်ဒါနဲ့အသင်းတော်တမိုင်းမှာဒီအရာတွေကိုတေချာစွာနဲ့ပြန်လည်စီးစစ်ပြီးတော့ကျမ်းစာကဖော်ပြတဲ့ဖျားဟာသုံးပါးတစုဖျားသခင်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်သူများကဒီနေ့အထိဂင်ဆွဲလာတာဖြစ်တယ်ဒါကြောင့်အစဦးမှာတည်ရှိခဲ့တဲ့ဖျားသခင်ဟာခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဆိုပြီးပုဂ္ဂိုလ်၃ပါးနဲ့ရှိတဲ့တဆူတီးသောဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်ဖော်ပြချင်တယ်ခမဲတော်ကနေဒီမှာဖန်ဆင်းတဲ့အခါမှာအငယ်၃မှာအလင်းဖြစ်စေဟုအမိန့်တော်ရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အမိန့်တော်စကားတော်ဘုရားသခင်ရဲ့စကားတော်ဟာလှုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်လို့ဘုရားသခင်ဟာစကားပြောနိုင်သောဘုရားဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့တခြားဘုရားတွေလိုအားတဲ့ဘုရားမဟုတ်ဘူးတခြားဘုရားတွေလိုသူ့ရဲ့စကားအာနိသင်မရှိတော့တဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ဘုရားကတော့သူ့ရဲ့အမိန့်တော်နဲ့မရှိတဲ့အရာတွေကိုလည်းရှိစေနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုပြောပေမဲ့လည်းစကားပြောတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့လူတွေစကားပြောတယ်လို့နားလည်ဖို့တော့မဟုတ်ပြန်ဘူးဘာလို့လဲဆိုရင်ကျမ်းစာမှာလူကဲ့သို့ဖျားကိုဖော်ပြတဲ့အရာတွေဟာလူကဲ့သို့ခိုင်းနှိုင်းပြီးတော့ဖော်ပြခြင်းသာဖြစ်တယ်ကျွန်တော်တို့လူသားတွေဖျားကိုနားလည်နိုင်အောင်နားလည်နိုင်တဲ့စကားနဲ့ဖျားသခင်ကနှိမ်ချပြီးတော့ရှင်းပြပေးတာဖြစ်တယ်တနည်းပြောမယ်ဆိုရင်ဘုရားသခင်ဟာကျွန်တော်တို့လိုမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဲ့သို့ဘုရားကိုစဉ်းစားဖို့မဟုတ်ဘူးကပ္ပဦးကျမ်းခန်းကြီး1ခန်းငယ်1အစဦး၌လို့ပြောလိုက်တာနဲ့ဘယ်ကျမ်းချက်တစ်ခုကိုလဲအောက်မေ့တရိယာစေတယ်လဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အခန်းငယ်1ဒီရာကောအားလုံးအလွတ်ရကြလားမသိဘူးเนาะ conference လို့သုံးမယ်ဆိုတော့နည်းနည်းအားလုံးပါဝင်မှုကိုလည်းကျွန်တော်မျှော်လင့်ပါတယ်ရှင်ယောဟန်1မှာဘယ်လိုပြောတယ်လဲအစဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစအဦး၌ဘုရားသခင်နှင့်အတူရှိ၏ဒီမှာနှင့်အတူရှိတယ်လို့ပြောတဲ့အချိန်မှာသုံးတဲ့ Greek စကားကိုပညာရှင်ကြီးတွေကဖွင့်ပြတဲ့အခါမှာမျက်နှာချင်းဆိုင်เนาะဒီလိုရှိတာကိုဖော်ပြတယ်တဲ့ဆိုတော့ယဉ်နှီးမှုပြီးလို့ရှိရင်မတူညီမှုကိုလည်းမတူညီမှုလို့ပြောတဲ့အခါမှာ
ပုပ်ကိုချင်းမတူညီဘူးဆိုတာကိုလည်းဒီစကားလုံးအားဖြင့်ကျွန်တော်တို့တွေ့ရတယ်အစအဦးကလေးကဒီနှုတ်ကပတ်တော်ကဖယားသခင်နဲ့အတူရှိပြီတဲ့နော်အငယ်3မှာထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိဆိုတော့ခမဲတော်ဖယားသခင်ဖန်ဆင်းတဲ့အခါမှာသူ့ရဲ့နှုတ်ကပတ်တော်အားဖြင့်လို့ပြောတဲ့အခါမှာသခင်ယေရှုခရစ်တော်နော်သားတော်အားဖြင့်ဖန်ဆင်းနေတယ်ပြီးရင်ကဘာဦးကျမ်း1နှစ်မှာတွေ့ရတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်လဲပါတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ဖန်ဆင်းခြင်းဒါမှမဟုတ်ဘုရားသခင်ကိုကျွန်တော်တို့နားလည်တဲ့နေရာမှာကျမ်းစာမှာသူ့ကိုယ်သူဖွင့်ပြတဲ့အတိုင်းသုံးပါးတဆူအနေနဲ့အမြဲတမ်းကျွန်တော်တို့စိတ်ထဲမှာဆင်ခြင်အောက်မေ့ဖို့ရာအရေးကြီးပါတယ်အစအဦး၌လို့ပြောတယ်ဒါဆိုရင်အစအဦးမတိုင်ခင်မှာဘာဖြစ်မလဲကျွန်တော်တို့ငယ်ငယ်တုန်းကအမြဲတမ်းမေးတတ်တဲ့မေးခွန်းလေးတစ်ခုကဘာလဲဆိုရင်ဘာမှမရှိအရာအလုံးဘယ်ကနေရှိလာတယ်လဲဖခင်ကနေဒါဆိုရင်ဖခင်ကကောဘယ်ကဖြစ်လာတယ်လဲဆိုတာဖြစ်တယ်နော်ဖခင်သခင်ကောဘယ်ကလာတယ်လဲဖခင်သခင်ကိုဘယ်သူဖန်ဆင်းတယ်လဲဒါနဲ့စဉ်းစားကြည့်ပါဖခင်သခင်ကိုဖန်ဆင်းတဲ့သူရှိတယ်ဆိုရင်အဲ့ဒီသူကိုကောဘယ်သူဖန်ဆင်းတယ်လဲဆိုတာမေးခွန်းရှိလာမယ်နောက်ဖခင်နောက်တဆူရှိခဲ့တယ်ဆိုရင်အဲ့ဒီတဆူကိုကောဘယ်သူဖန်ဆင်းတယ်လဲဒါနဲ့အတွေးခေါ်ပညာရှင်တွေကစဉ်းစားတဲ့အခါမှာတကယ်လို့ဒီဖက်မှာအနန္တအထိသွားမယ်ဆိုရင်ဒီနေ့ကဘာရှိတယ်ဆိုတာရောက်နိုင်မှာမဟုတ်ဘူးအနန္တကာလကြာမှာဖြစ်လို့ဒါဆိုရင်တော့မိတ်ဆွေနဲ့ကျွန်တော်တည်ရှိတယ်ဆိုတာညင်းလို့မရဘူးလောကကြီးစัจ java လာတည်ရှိတယ်ဆိုတာညင်းလို့မရတဲ့အခါမှာဒါဆိုရင်ဒီတည်ရှိတဲ့အရာဘာကြောင့်ရှိလာတယ်လဲတည်ရှိတဲ့အရာအပြင်ဖန်ဆင်းတဲ့ဘုရားသခင်ရှိတယ်ဆိုတာကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့ဘုရားသခင်ကမဖန်ဆင်းမီမှာဘာမှမရှိသေးဘူးဆိုတာလဲပေါ်ပြန်တယ်ဘာမှမရှိသေးဘူးလို့ကျွန်တော်တို့ပြောတဲ့အခါမှာဘာမှမရှိတာဖြစ်တယ်အချိန်ဆိုတာလဲမရှိသေးဘူးဘာလို့လဲဆိုရင်အချိန်ရှိဖို့ဆိုရင်drug ဝတ္ထုနဲ့အကွာအဝေးနဲ့အလင်းရှိဖို့လိုအပ်တယ်နော်ဆွဲငင်အားတွေရှိဖို့လိုအပ်တယ်အဲ့ဒီအရာတွေရှိဖို့ဆိုရင်စัจ java လာဆိုတာရှိဖို့လိုအပ်တယ်စัจ java လာရှိဖို့ဆိုရင်ဘုရားသခင်ကဖန်ဆင်းပြီးနောက်မှာပဲရှိလာတာဖြစ်တယ်ကောင်းကင်တမန်တွေလည်းထာဝရတည်ရှိတာမဟုတ်တဲ့အတွက်ကြောင့်ကောင်းကင်တမန်တွေလည်းမရှိခဲ့ဘူးကောင်းကင်ဆိုလို့ရှိရင်လည်းထာဝရမဟုတ်တဲ့အတွက်ကြောင့်ထာဝရအတိတ်ကာလမှာမရှိခဲ့ဘူးဒါဆိုရင်ဘုရားသခင်တဆူတီးသာလျှင်ရှိခဲ့တာဖြစ်တယ်ဒါကြောင့်ဒီအရာကိုခရစ်တော်ကသူကြွလာတဲ့အခါမှာကျွန်တော်တို့ကိုဖွင့်ပြပေးတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းတရားဟောဆရာတယောက်ကဘယ်လိုပြောလဲဆိုတော့နှစ်ချင်းအသင်းတော်ရဲ့ရက်တောင်တဲ့နော်ကျမ်းစာလှန်တာကိုလေဆိုတော့ဒီနေ့နည်းနည်းလေးပူတယ်ဆိုတော့ရက်တောင်လေးခတ်ရအောင်နော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်24မှာအိုအဖကိုတော်သည်ဤကဘာမတီမရှိမီအကျွန်ုပ်ကိုချစ်၍အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကိုအကျွန်ုပ်အားပေးတော်မူသောသူတို့သည်ရှုမြင်ရမည်အကြောင်းအကျွန်ုပ်ရှိရာအရ၌အကျွန်ုပ်နှင့်အတူရှိနေစေခြင်းဟာအကျွန်ုပ်အလိုရှိပါ၏ဆိုတော့ဒီမှာယေရှုကဘယ်လိုပြောတယ်လဲဤကဘာမတီမရှိမီအကျွန်ုပ်ကိုချစ်၍အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်တဲ့ဘယ်အရာမှမရှိမီမှာခမဲတော်နဲ့သားတော်ချစ်မြတ်နိုးစွာနဲ့တည်ရှိနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါနဲ့ယေရှုခရစ်တော်ဘုရားကဆက်ပြီးတော့အခန်းကြီး14အခန်းငယ်26မှာခမဲတော်သည်ငါအတွက်ကြောင့်စေလွှတ်တော်မူသောဥပဇေဆရာတီးဟုသောတန်ရှင်းသောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်ခန်းကြီး15:26ခမဲတော်ထံမှထွက်လာ၍တမန်တရားနှင့်ပြည့်စုံသောဝိညာဉ်တော်တီးဟုသောခမဲတော်ထံမှသင်တို့စီတို့ငါစေလွှတ်လက်တန့်သောဥပဇေဆရာသည်ရောက်လာသောအခါငါ၏အကြောင်းကိုတတ်သိခံလိမ့်မည်
ဒီနေရာလေးမှာအင်မတန်အရေးကြီးတဲ့စကားလုံးလေးကခမဲတော်ထံမှထွက်လာ၍ဆိုတဲ့ဟာဖြစ်တယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်နဲ့သားတော်ဟာခမဲတော်စီကနေထွက်လာတယ်ဆိုတာကျွန်တော်တွေ့ရတယ်ထွက်လာတယ်လို့ပြောတဲ့အခါမှာအိမ်ကနေအိမ်ပြင်ထွက်တာမျိုးမဟုတ်ဘဲနဲ့အင်မတန်မှနက်ရှိုင်းတဲ့တမန်တရားဖြစ်တယ်ဆိုတော့ပြောချင်တာကခမဲတော်နဲ့သားတော်ဟာတူညီတဲ့ဖျားဖြစ်တဲ့အတိုင်းထိုကဲ့သို့ခမဲတော်ထဲကထွက်လာတဲ့တန်ရှင်းသောဝိညာဉ်တော်လည်းပဲတူညီတဲ့ဖျားဖြစ်တယ်ဆိုတာကိုဒီကျမ်းချက်လေးမှာကျွန်တော်တို့ကိုသင်ပေးနေတာဖြစ်တယ်ခရစ်တော်ဟာခမဲတော်ထံကနေထွက်လာသောသားတော်ဖျားဖြစ်တယ်လို့ဒီတန်ရှင်းသောဝိညာဉ်တော်ဟာလည်းခမဲတော်ထံကနေထွက်လာသောဝိညာဉ်တော်ဖြစ်တယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့တချို့တွေစဉ်းစားမယ်ဒါဆိုရင်တော့ခမဲတော်ပဲဖျားစစ်တာပေါ့ဒါမဲ့ဒီမှာကျွန်တော်တို့သိဖို့ကဘယ်အချိန်မှထွက်တယ်လဲဆိုရင်ထာဝရဖြစ်တယ်ဆိုတော့အမြဲတမ်းသုံးပါးတစုအဲ့ဒီလိုတည်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ခမဲတော်ကပဲအကြီးမြတ်ဆုံးသောပုဂ္ဂိုလ်မဟုတ်ဘူးဒါတော့တန်ရှင်းသောဝိညာဉ်တော်နော်တကိုးမှာလည်းအတူတူဖြစ်တယ်ဘုံအထေဝါမှာလည်းအတူတူဖြစ်တယ်တည်ရှိခြင်းမှာလည်းအတူတူပဲဖြစ်တယ်အဲ့ဒါသုံးပါးတစုဆိုပြီးတော့အသင်းတော်တမိုင်းတစ်လျှောက်ယုံကြည်ခြင်းမှာဂိုင်ဆွဲလာတဲ့ခရစ်ယာန်များရဲ့သင်ပေးခြင်းတမန်ကျမ်းစာနဲ့ညီတဲ့သင်ပေးခြင်းဖြစ်ပါတယ်ဒီလိုပြောတဲ့အခါမှာတမန်တော်များကလည်းဒီအရာကိုဆက်ပြီးတော့သင်ပေးခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်တစ်ကောအခန်းကြီး၈အခန်းငယ်6မှာအကျင်ဖျားသခင်အထဲကခတ်သိမ်းသောအရာဖြစ်၍အကျင်ဖျားသခင်အဖို့အလို့ငါတို့သည်ဖြစ်ကြ၏ထိုခမဲတော်ဖျားသခင်တပါးတည်းသာငါတို့၌ရှိတော်မူ၏အကျင်သခင်အားဖြင့်ငါတို့မှစ၍ခတ်သိမ်းသောအရာဖြစ်ကြ၏ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏ဆိုတော့ခမဲတော်တပါးတည်းသခင်ယေရှုခရစ်တော်တပါးတည်းဆိုပြီးတော့ဒီမှာဖော်ပြတယ်ဒါနဲ့နှစ်ကောခန်းကြီး73အခန်းငယ်14မှာအပတ်တိုင်းဆရာထံကနေကျွန်တော်တို့ကောင်းကြီးပေးခြင်းမှာကြားရတဲ့ကြမ်းချက်ဖြစ်တယ်သခင်ယေရှုခရစ်ဂျေဇုတော်၎င်းဘုရားသခင်မြတ်တာတော်၎င်းတန်ရှင်းသောဝိညာဉ်တော်၏မိတ္တဟာယတော်၎င်းဆိုပြီးတော့သုံးပါးတစုဘုရားသခင်ရဲ့နာမတော်ကိုဒီမှာဖော်ပြပေးတယ်ယေနှစ်ချင်းပေးဖို့ရာသင်ပေးတဲ့အခါမှာလဲခရစ်တော်ကခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးပါဆိုပြီးတော့သင်ပေးခဲ့တယ်ဆိုတော့ထာဝရအတိတ်ကာလဖန်ဆင်းခြင်းဘာမှမရှိမီကတည်းကသုံးပါးတစုချစ်ချင်းမေတ္တာနဲ့ပြင်းရခြင်းလည်းမရှိလိုအပ်ချက်လည်းမရှိဘာဆိုဘာမှမလိုအပ်ဘဲနဲ့ပြည့်ဝစွာတည်ရှိနေတဲ့ကျွန်တော်တို့ရဲ့ဖရာသခင်ဖြစ်တယ်ထိုဖရာရှင်နာမတိုင်းဘုန်းကြီးပါစေဒီဖရာသခင်ကိုဖရာသခင်ရဲ့ဖြစ်ခြင်းကျမ်းစာကဖွင့်ပြတဲ့အရာကိုမခံယူတဲ့မယုံကြည်တဲ့သူကတော့ခရစ်ယာန်လို့ခေါ်လို့မရဘူးသုံးပါးတစုဖျားဖြစ်ခြင်းကိုမယုံကြည်မခံယူလို့ရှိရင်ခရစ်ယာန်လို့ကျမ်းစာအရသတ်မှတ်လို့မရဘူးဒါကြောင့် oneness ယုံကြည်ခြင်းရှိတဲ့သူတွေလည်းခရစ်ယာန်လို့ကျွန်တော်တို့အနေနဲ့တော့သတ်မှတ်လို့မရဘူးသူတို့ကိုသူတို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်ဒါပေမဲ့ကျမ်းစာနဲ့ကြည့်တဲ့အခါမှာသတ်မှတ်လို့မရဘူး Jehovah Witness Jehovah နာမကိုတော့သုံးပေမဲ့သူတို့ရဲ့ဖျားနားလေပုံပြည့်စုံမှုမရှိတဲ့အခါမှာခရစ်ယာန်လို့သတ်မှတ်လို့မရဘူး Mormonism ဒါလည်းခရစ်ယာန်လို့သတ်မှတ်လို့မရဘူးဟိန္ဒူတွေလည်းယေရှုခရစ်တော်ကိုယုံကြည်ပေမဲ့သုံးပါးတစုဖျားအဖြစ်ကျမ်းစာသင်ပေးပုံအရမယုံကြည်တဲ့အတွက်ကြောင့်ယုံကြည်ခြင်းမှာထပ်ထဲလို့မရဘူးအစ္စလာမ်လဲခမဲတော်နဲ့သားတော်ဝိညာဉ်တော်ကိုယုံကြည်တယ်လို့ဖော်ပြပေမဲ့ခရစ်တော်ယုံကြည်ခြင်းမှာကျမ်းစာနဲ့မညီတဲ့အတွက်ကြောင့်ကျွန်တော်တို့နဲ့မိတ္တဟာယဖွဲ့လို့မရဘူးယူဒဘာသာလဲထိုနည်း၎င်းဖြစ်တယ်ဆိုတော့ဘာသာတခြားတွေအားလုံးနဲ့ကျမ်းစာနဲ့ကျွန်တော်တို့နှိုင်းယှဉ်ကြည့်တဲ့အခါမှာဒီနေရာမှာကျွန်တော်တို့ယုံကြည်သူများဟာအင်မတန်မှထူးခြားသွားတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့ဖရာသခင်ဟာချစ်ချင်းမေတ္တာနဲ့ထိုချစ်ချင်းမေတ္တာမှာကျယ်ဝန်းစွာနဲ့
ကျွန်တော်တို့ကိုဖိတ်ခေါ်နိုင်တာသုံးပါးတစုဖရားဖြစ်လို့ဖြစ်တယ်ဆရာကြီးတယောက်ကဘလို့ရှင်းပြတယ်လဲဆိုရင်ဖရားကတပါးတိတာဖြစ်တယ်ဆိုရင်ဘသူကိုချစ်မလဲတဲ့သူ့ကိုသူပဲအချစ်ဆုံးဖြစ်ရမယ်ကိုပဲချစ်နေရင်တော့ဒါအတ္တကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ဖရားကတော့သူ့ကိုသူချစ်တာမဟုတ်ဘဲနဲ့ခမဲတော်ကသားတော်နဲ့ဝိညာဉ်တော်ကိုချစ်တယ်သားတော်ကခမဲတော်နဲ့ဝိညာဉ်တော်ကိုချစ်တယ်ဝိညာဉ်တော်ကခမဲတော်နဲ့သားတော်ကိုချစ်တယ်ထိုချစ်ချင်းမေတ္တာနဲ့တပါးနဲ့တပါးမျှဝေပြီးတော့ချစ်တဲ့အတွက်ကြောင့်သူ့ရဲ့ချစ်ချင်းဟာတကယ်ပဲအနစ်နာခံတဲ့ပေးဆက်တဲ့ချစ်ချင်းဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပြီတပါးတည်းရှိတဲ့ဖရားဆိုလို့ရှိရင်တော့သူများကိုချစ်ကောင်းချစ်နိုင်တယ်ဒါပေမဲ့နှစ်ယောက်ချစ်ကြပြီဆိုရင်ကြံတဲ့တယောက်ဝင်လာဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်လင်နဲ့မယားမှာလဲနောက်တတိယပုဂ္ဂိုလ်ဝင်လာလို့ရှိရင်ပြဿနာတက်ရမှာဖြစ်တယ်ဒါပေမဲ့ဖရားသခင်ကတော့သုံးပါးတစုဖြစ်တဲ့အခါမှာခမဲတော်သားတော်တန်ရှင်သောဝိညာဉ်တော်ရဲ့ချစ်ချင်းမေတ္တာဟာမျှဝေတဲ့မေတ္တာအင်မတန်မှကျေဝန်းတဲ့မေတ္တာဖြစ်တဲ့အတွက်ကြောင့်ထိုမေတ္တာအားဖြင့်ကျွန်တော်တို့ကိုလည်းဖိတ်ခေါ်ပြီးတော့ဖန်ဆင်းတယ်ဆိုတာကျမ်းစာရမြင်တွေ့ရတဲ့အရာဆရာများကလည်းရှင်းပြတဲ့အရာဖြစ်တယ်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကဖန်ဆင်းဖို့ရာဒီမှာဆုံးဖြတ်ချက်ချလို့အရာအားလုံးကျွန်တော်တို့တည်ရှိလာတာဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အငယ်3မှာကပ္ပဦးကျမ်းပြန်သွားရအောင်ခန်းကြီး1ငယ်3မှာဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ဘုရားသခင်ကဖန်ဆင်းခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီအရာတွေဟာအပြင်မှာတကယ်ရှိတယ်ဆိုတာတန်တရားမရှိဖို့လဲကျွန်တော်အားလုံးကိုဖော်ပြခြင်းနဲ့ကျွန်တော်တို့တွေဟာဖရားရဲ့စိတ်ကူးရင်ထဲမှာပဲအခုရှိနေကြတာမဟုတ်ဘူးဖန်ဆင်းခြင်းမှာတကယ်တည်ရှိတဲ့လူသားတွေဖြစ်တယ်အရာအားလုံးဟာအပြင်မှာတကယ်ရှိတယ်ကျွန်တော်ရဲ့စိတ်ထဲမှာပဲရှိတာမဟုတ်ဘူးကျွန်တော်ရဲ့အပြင်ကဟာကယုံကြည်လို့စိတ်ချလို့မရတဲ့မာယာဖရားကကျွန်တော်တို့ကိုလိန်ထားတာတွေလည်းမဟုတ်ဘူးဖရားသခင်ရဲ့ဖန်ဆင်းတဲ့စัจ java လာထဲမှာကျွန်တော်တို့နေနေတာဖြစ်တယ်ဒါဆိုရင်ဖန်ဆင်းခြင်းဟာကျမ်းစာကဘယ်လိုဖော်ပြတယ်လဲဆိုရင်မရှိတဲ့အရာထဲကနေဘုရားသခင်ကရှိစေတယ်တဲ့သူ့ရဲ့အထဲကနေထုတ်ပြီးတော့ဖန်ဆင်းတာမဟုတ်ဘူးဒါကြောင့်ဖန်ဆင်းခြင်းဟာဘုရားမဟုတ်ဘူးဖန်ဆင်းခြင်းဟာဘုရားမဟုတ်ဘူးဒီစัจ java လာဟာကိုးကွယ်ခြင်းကိုခံထိုက်တဲ့ဘုရားမဟုတ်ဘူးဖန်ဆင်းခံတတ်တာဖြစ်တယ်ဒီအရာကိုဘယ်လိုပညာရှင်တွေကဖော်ပြတယ်လဲဆိုရင် pantheism အရာတိုင်းမှာဖရားရှိတယ်လို့ခံယူတဲ့အရာကဖန်ဆင်းခြင်းမှာကျမ်းစာအရသူတို့မသိတဲ့အတွက်ကြောင့်ဖြစ်တယ်စဉ်းစားကြည့်ပါတကယ်လို့ဖန်ဆင်းတဲ့အရာကဘုရားသခင်ကသူ့အထဲကနေထုတ်ပြီးဖန်ဆင်းတယ်ဆိုရင်သူ့အထဲကထွက်လာတဲ့အရာဆိုတော့ဘုရားရဲ့ဖြစ်ခြင်းပါမယ်ဒါဆိုရင်ဖန်ဆင်းခံဟာလည်းဖရားဖြစ်တယ်လို့ယုံကြည်ဖို့ဖြစ်တယ်ဒါကြောင့်ဥပမာဟိန္ဒူဘာသာတွေကလည်းတင်လဲဖရားဖြစ်တယ်တင်လဲဖရားဖြစ်တယ်တစ်ပင်လဲဖရားဖြစ်တယ်နွားလဲဖရားဖြစ်တယ်ဆိုပြီးတော့သူတို့ခံယူရခြင်းဖြစ်တယ်ဒါပေမဲ့ကျမ်းစာနဲ့ကျွန်တော်တို့ကြည့်တဲ့အခါမှာတော့ဘုရားသခင်ပြောတာကဖန်ဆင်းတဲ့အခါမှာဘာမှမရှိတဲ့အရာထဲကနေရှိစေတဲ့ဘုရားသခင်ဖြစ်တယ်တဲ့ဒါကြောင့် pantheism ဟိန္ဒူဘာသာတို့ကျန်တဲ့ဘာသာတွေအဲ့ဒီလိုမျိုးအယောင်ပေါ်တဲ့အရာအလုံးကကျမ်းစာနဲ့မညီဘူးဆိုတာကျွန်တော်ဖော်ပြချင်တယ်ဒါနဲ့နောက်တစ်ခုကဘုရားကဖန်ဆင်းတဲ့အခါမှာအရာထဲမှာသူလည်းရှိတယ်တဲ့တစ်ပင်လှုပ်နိုင်တာလဲဘုရားကတစ်ပင်ထဲမှာရှိနေလို့နေရာတိုင်းမှာရှိတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်အရာတိုင်းထဲမှာလည်းရှိတဲ့အတွက်အရာတိုင်းဟာဘုရားဖြစ်တယ်ပထမဟာနဲ့နည်းနည်းလေးကွာခြားတယ်ဒါကို pantheism အရာတိုင်းရဲ့အထဲမှာဘုရားရှိတယ်လို့ခံယူတဲ့အယူဝါဒတွေဖြစ်တယ်အရာတိုင်းထဲမှာဘုရားမရှိပေမဲ့ကျမ်းစာဖော်ပြတဲ့အရာကတော့အရာတိုင်းဟာသူ့ရဲ့လက်တော်နဲ့ဖန်ဆင်းတဲ့အရာဖြစ်တဲ့အတွက်သူ့ရဲ့
ပညာတော်ကိုမြင်တွေ့ရတယ်ဆိုတာပဲဖြစ်တယ်ဒါနဲ့အစာအုံ၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ကျမ်းစာမှာဖွင့်ပြကြတဲ့ကအခုကျွန်တော်တို့နိုင်ငံမှာနာမည်ကြီးတဲ့လူအများကြီးကယုံကြည်တဲ့ atheism ဖျားမဲ့ဝါဒီကတော့လုံးဝကျမ်းစာနဲ့မညီဘူးမှန်လဲမမှန်ဘူးအတွေးခေါ်ရလဲမဖြစ်နိုင်ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်နည်းနည်းလေးပဲကျွန်တော်ဒီຢာနဲ့ပတ်သက်ပြီးပြောပြမယ်ဒီလူငယ်တွေကိုတော့အများကြီးကျွန်တော်ပြောလို့ရှိပေမဲ့မိဘတွေတော့ဒီနေ့အချိန်လဲကြာသွားမှာဆိုလို့နော်ခုနကပြောတဲ့အတိုင်းကျွန်တော်တို့ရှိတယ်ဆိုတာတန်တရားဝင်လို့မရဘူးဆိုတော့ကျွန်တော်တို့ရှိတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုရှိလာတယ်လဲဘာမှမရှိတဲ့အရာထဲကအလိုလိုကျွန်တော်တို့ရှိလာတယ်ဆိုလို့ရှိရင်အခုချိန်မှာလဲဘာမှမရှိတဲ့အရာထဲကအလိုလိုအရာတွေရှိလာဖို့ဖြစ်တယ်ဒီအရာကိုသိပ္ပံကလုံးဝလက်မခံနိုင်တဲ့အရာဖြစ်တယ်အတွေးအခေါ်ရလဲမဖြစ်နိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့် atheism ဆိုလို့ရှိရင်သိပ္ပံပညာအရရောအတွေးခေါ်ပညာအရရောမကိုက်ညီတဲ့ခံယူမှုဖြစ်တယ်ဒါနဲ့အခုချိန်မှာသူတို့တွေကလည်းလဲသွားပြန်ရော atheist မလုပ်ချင်တော့ဘူးသူတို့က agnostic ဖြစ်သွားတယ် agnostic ကြတော့ဘယ်လိုလဲဆိုရင်ရှိတာလည်းဖြစ်နိုင်တယ်မရှိတာလည်းဖြစ်နိုင်တယ်ငါတို့မသေးချဘူးဂျားနေနော်ဂျားနေလိုက်တော့အရန်ပဲခတ်သွားတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွက်လည်းတရိယာဆုတောင်းပေးရအောင်ဒါဆိုရင်ဖျားသခင်ကဘာမှမရှိတဲ့အရာထဲကနေရှိစေတာဖြစ်တဲ့အတွက်ကြောင့်စัจ java လာတစ်ခုလုံးနဲ့စัจ java လာထဲမှာရှိတဲ့အရာအားလုံးကောင်းကင်နဲ့ကောင်းကင်တမန်တွေအားလုံးအပါအဝင်ဟာဒီအပြင်ပမှာရှိတဲ့ဖျားသခင်နဲ့လုံးဝမတူဘူးဆိုတဲ့ creator creature distinction ကိုကျမ်းစာကကျွန်တော်တို့ကိုအမြဲတမ်းရှင်းရှင်းလင်းလင်းထားဖို့ခိုင်းတဲ့အရာဖြစ်တယ်ဖန်ဆင်းခံတဲ့ဖန်ဆင်းရှင်လုံးဝမရောဖို့ဖန်ဆင်းရှင်ကိုဖန်ဆင်းတဲ့အရာတွေကြည့်ပြီးတော့စဉ်းစားပြီးဖန်ဆင်းရှင်ဟာဒီຢာထက်မြင့်မြတ်တဲ့အရာဆိုတာမျိုးမဟုတ်ဘူးเนาะဖျားသခင်ဟာပြည့်စုံတဲ့လူသားမဟုတ်ဘူးဖျားသခင်ဟာလူသားနဲ့လုံးဝမတူတဲ့ဖျားသခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖျားကိုစဉ်းစားတဲ့အခါမှာကျွန်တော်တို့ပုံစံနဲ့စဉ်းစားဖို့မဟုတ်ဘူးအဲ့ဒါကကျမ်းစာရဲ့ပြောင်းပြန်ဖြစ်သွားမယ်ဖျားသခင်ကိုကျွန်တော်တို့ရဲ့ပုံတရံနဲ့တညီတရံတီးမဖန်ဆင်းကြဆိုနဲ့ကျွန်တော်တို့ကသာဖျားရဲ့ပုံတရံနဲ့တညီတရံတီးဖန်ဆင်းခံရတာဖြစ်တယ်အဲ့ဒါကိုပြောင်းပြန်မလုပ်မိဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်ဖျားသခင်ကိုစဉ်းစားတဲ့အခါမှာမှန်ကန်စွာစဉ်းစားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့မရဘူးကျွန်တော်တို့ရဲ့ဖန်ဆင်းတဲ့အရာတွေကိုကြည့်ပြီးတော့သုံးသပ်ရုံနဲ့မရဘူးဘယ်ဟာလိုလာတယ်လဲဆိုရင်သူ့ကိုယ်သူဖွင့်ပြတဲ့နေရာဖြစ်တဲ့နှုတ်ကပတ်တော်မှာပဲဖျားသခင်ဘယ်လိုဖြစ်တယ်ဆိုတာသေချာစွာသိနိုင်တာဖြစ်တယ်ဟုတ်ပြီစာလံ90အငယ်2ကိုကျွန်တော်ဖော်ပြချင်တယ်တောင်များကိုမဖော်မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မမူမီကိုတော်သည်ရှေးကဘာအဆက်ဆက်မှစ၍နောက်ကဘာအဆက်ဆက်တိုင်အောင်ဖျားသခင်ဖြစ်တော်မူ၏ဆိုတော့ဒီနေရာမှာဆရာယုဒတန်ကကြပြဆန်ဆန်လေးနဲ့ပြန်ပေးလိုက်တယ်လို့ကျွန်တော်ခံယူတယ်ဆရာယုဒတန်အထုပ္ပတ္တိကျွန်တော်ဖတ်တဲ့အခါမှာသူ့ရဲ့ဘုံလုံးဝမလိုချင်တဲ့အတွက်ကြောင့်သူနာမည်ကြီးတာလုံးဝမလိုချင်တဲ့အတွက်ကြောင့်သူ့ရဲ့မှတ်စုတွေသူရေးထားတဲ့အရာတွေကျမ်းစာဘာသာပြန်တဲ့အခါမှာသူကိုးကားတဲ့အရာတွေအားလုံးကိုသူမသေးခင်မှာအကုန်မီးရှို့လိုက်တယ်တဲ့မီးရှို့လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာမှတ်စုဘာမှမရှိတော့ဘူးနည်းနည်းလေးပဲကြံတယ်ဒီမှာရှေးကဘာအဆက်ဆက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီလောကကိုနားလည်ပုံမှာဆိုရင်ပြီးရင်ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာလွှမ်းမိုးမှုရှိလို့ရှိရင်ဝတ်ကဘာတစ်ခုကဘာနောက်တစ်ခုဒီကဘာပြတ်ပြီးတော့နောက်ကဘာဖန်ဆင်းနော်ဟိန္ဒူဘာသာမှာဆိုရင်ဒီကဘာလည်းတနေ့မှာပြတ်ပြီးတော့နောက်အစ်စ်လာမယ်ဆိုတာမျိုးကိုဒီမှာပြောတာမဟုတ်ဘူးကျမ်းစာကအဲ့ဒီအရာကိုမတင်ပေးဘူးဒီမှာပြောတဲ့အရာကထာဝရအတိတ်ကာလကနေနောက်
ထာဝရအတိတ်ကာလထာဝရအနာဂတ်ကာလတိုင်အောင်ဖရာသခင်ဖြစ်တော်မူ၏လို့ပြောချင်တာဖြစ်တယ်ဆိုတော့ဒီလိုမျိုးတည်ရှိခဲ့တဲ့သုံးပါးတစုဖရာသခင်သူဟာသူနဲ့သူ့အထဲမှာအသက်နဲ့ပြည့်တဲ့ဖရာသခင်ဒါကြောင့်ကျမ်းတက်ပုဂ္ဂိုလ်တွေကဖရာသခင်ရဲ့ဖြစ်ခြင်းတတ်ပြီးရင်ဖရာသခင်ရဲ့လှုပ်ဆောင်ခြင်းတတ်ဆိုပြီးတော့နှစ်ခုခွဲပြီးဖော်ပြလေသင်ပေးလေရှိတယ်ဆိုတာကျွန်တော်ပြောချင်တယ်ဖရာသခင်ကလိန်တက်တဲ့ဖရာမုတာသုံးတဲ့ဖရာမဟုတ်တဲ့အတွက်ကြောင့်သူလှုပ်တဲ့အရာတွေဟာသူ့ရဲ့ဖြစ်ခြင်းနဲ့သူ့ရဲ့ဇရိတနဲ့ညီစွာနဲ့ပြုလုပ်တဲ့ဖရာသခင်ဖြစ်တယ်ကပ္ပဦးကျမ်းတက်ကြည့်တဲ့အခါမှာဖန်ဆင်းခြင်းအကြောင်းကျွန်တော်တို့တွေ့ရတယ်ဒါနဲ့စကားမဆက်တနင်္လာညတိုင်းကျွန်တော်ကပ္ပဦးကျမ်းသင်ပေးနေတယ်ဆိုတော့အားလုံးပါဝင်ကြလို့ရတယ်နော်အများရန်မလာနိုင်ရင်လည်းစိတ်မဆိုးဘူးဘွေမယူဘူးတကယ်ပြောတာနော်အားတဲ့နေ့လေးတွေပါဝင်လို့ရတယ်ဆိုတာလဲပြောကြောညာဝင်ချင်တယ်နည်းနည်းအုံနောက်မောသွားမှာဆိုလို့ဟုတ်ပြီဒါဆိုရင်ဆက်သွားရအောင်ကပ္ပဦးကျမ်းတက်မှာအငယ်3နဲ့5ကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကအလင်းဖန်ဆင်းတယ်တဲ့အလင်းနဲ့အမှောင်ကိုခြားနာစေတယ်တဲ့အလင်းသွားနှုံးဆိုလို့ရှိရင်ဘယ်လောက်မြန်တယ်လဲဆိုတာကျွန်တော်တို့အားလုံးသိကြတယ်အဲ့ဒီလောက်မြန်ပေမဲ့စัจ java လာကြီးကကြီးလွန်းလို့စัจ java လာဒီဖက်တောင်းနဲ့ဒီဖက်တောင်းမရောက်ခင်မှာအလင်းတက်တန်းကုန်သွားတယ်တဲ့ဒါကြောင့်စัจ java လာကြီးကဘယ်လောက်ကြီးတယ်လဲဆိုတာနော်အံ့ဩစရာပဲအဲ့ဒါထက်အဲ့လောက်ကြီးတဲ့အရာကိုဖန်ဆင်းတဲ့ဖခင်ကဘယ်လောက်ထိကြီးမြတ်လိုက်မလဲဒါကြောင့်ပညာရှင်ကြီးအိုင်းစတိုင်းကဖခင်ကြောင့်သွားတဲ့အခါမှာသူစိတ်ပြတ်တယ်တဲ့ဘာလို့စိတ်ပြတ်တာလဲလို့မေးတဲ့အခါမှာဒီလောက်အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ဖခင်သခင်ကိုအယံပဲboring စရာကောင်းတဲ့ဖခင်ကဲ့သို့ပေါ်ပြလို့မခံနိုင်ဘူးတဲ့ကျွန်တော်တို့ဘုရားသခင်ကတကယ်တမ်းဆိုရင်အယံစိတ်ဝင်စားစရာကောင်းတဲ့ဘုရားဖြစ်တယ်။ဉာဏ်တော်ကိုစစ်လို့မကုံနိုင်တဲ့ဘုရားဖြစ်တယ်။သင်လို့မကုံနိုင်တဲ့သူ့ရဲ့ဖန်ဆင်းခြင်းအရာတွေဖြစ်တယ်။ဒုတိယနေ့မှာရေနဲ့ရေချင်းခြားနာစေပြီးတော့မိုးကောင်းကင်ဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့အငယ်6ကနေ8မှာတွေ့ရတယ်။တတိယနေ့မှာရေကိုပြန်ချပြီးတော့ကုန်းမြေပေါ်စေတယ်ပင်လယ်တွေပြုတ်လုပြီးတော့ထိုကုန်းမြေပေါ်မှာအပင်များကိုဘုရားသခင်ကကုန်းမြေကိုအမိန့်ပေးခြင်းအားဖြင့်ဖန်ဆင်းခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အခန်းငယ်7မှာကြည့်တဲ့အခါမှာမြေသည်မြက်ပင်ကို၎င်းစပါးတီးမျိုးကိုဖြစ်စေသောစပါးပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသောဆိုပြီးတော့အမျိုးလိုက်အမျိုးအလိုက်ဖန်ဆင်းတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာပြီးရင်သိပ္ပံပညာမှာခေတ်စားနေတဲ့ evolution theory ဆိုလို့ရှိရင်ကျမ်းစာနဲ့မညီတဲ့အရာအများကြီးရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ညီတဲ့အရာကဘယ်ဖက်မှာလဲဆိုရင် evolution မှာလည်း2မျိုးရှိတယ် macro နဲ့ micro macro ကတော့ကြီးမားတဲ့ပြောင်းလဲခြင်းအမျိုးတစ်ခုကနေပြီးတော့အချိန်အရန်ကြာတဲ့အခါမှာအောင်မြင်စွာနဲ့ကူးပွားနိုင်ဖို့ရန်ဆင်းသက်တဲ့အခါမှာတခြားအမျိုးအထိဖြစ်သွားတယ်ဆိုတာ macro evolution ဖြစ်တယ်အဲ့ဒါတော့ကျမ်းစာနဲ့မညီဘူးဒါပေမဲ့ micro evolution ဆိုတာကဒီအမျိုးကမပြောင်းလဲဘူးဒါပေမဲ့ဆက်ပြီးတော့အသက်ရှင်နိုင်ဖို့ရန်အတွက်ပတ်ဝန်းကျင်အနေအထားအရပြောင်းလဲမှုရှိတယ်ဆိုတာတော့ကျွန်တော်တို့အားလုံးမြင်တွေ့လက်ခံနိုင်တဲ့အရာဖြစ်တယ်ဥပမာကျွန်တော်တို့မိဘတွေထက်သားသမီးတွေမှာအများစုအရက်ပိုရှည်ကြတယ်တောင်ကောင်းကောင်းနဲ့เนาะခန့်ခန့်နဲ့ဖြစ်ကြတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့မိဘတွေခေတ်တုန်းကတော့စားစရာတောက်စရာကောင်းကောင်းမှမရှိခဲ့တာเนาะဒါမဲ့သားသမီးတွေအခုဒီမှာနို့နဲ့အသားနဲ့တခါတည်းတွေ့လိုက်တဲ့အခါမှာเนาะအခုဆိုရင်ဒီမှာလူငယ်လေးတွေတောင်ဆရာထက်တောင်မှပဲအရက်ရှည်ပြီးတော့เนาะတောင်ကောင်းကောင်းတွေဖြစ်လာကြတယ်အဲ့ဒီအပိုင်းကို micro evolution ဖက်မှာလည်းထည့်လို့ရတယ်ကွက်တိတော့မဟုတ်ပေမဲ့เนาะဥပမာအနေနဲ့ဒါကြောင့်ဒီကျမ်းစာက
ညင်းပယ်တဲ့အရာက macro evolution ဖြစ်တယ်အခန်းငယ်14ကနေ19မှာစတုထနေ့မှာနေလကျဲဂျိုတွေအားလုံးကိုဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေဆိုလို့ရှိရင်ကျဲအမျိုးအစားတစ်ခုဖြစ်တယ်စကြဝဠာထဲမှာကျဲဘလောက်များတယ်လဲဆိုရင်တဲ့ကမ်းခြေမှာကဘာပေါ်မှာရှိတဲ့နော်ဒီတဲမုံတွေအားလုံးကိုထိုင်ပြီးတော့ရေတွက်မယ်ဆိုရင်တောင်းတဲ့အဲ့ဒါထက်စကြဝဠာထဲမှာကျဲပိုများတယ်တဲ့အဲ့လောက်အထိကျဲကိုဘုရားကထားတယ်နော်တလောတော့ကနေကနော်ရှက်ကနေလေးနော်သူ့ရဲ့အပူလှိုင်းလေးကိုလွှင့်ပေးလိုက်တာနဲ့ကျွန်တော်တို့ cell phone တွေအကုန်လုံး down ဖြစ်သွားတယ်နော်အဲ့ဒီလောက်အထိ power များတဲ့ဂျိုတွေကိုဘုရားသခင်ကအပြည့်ထည့်ထားတာဖြစ်တယ်ဂျိုတွေအားလုံးကိုဘုရားကဒီမှာဖန်ဆင်းတယ်တဲ့ပြင်စမနေ့အခန်းငယ်20ကနေ23ကြည့်တဲ့အခါမှာရေတရိတ်ဆန်နဲ့ငှက်တွေကိုဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့ပြန်တွေ့ရတယ်ဒီမှာလဲထို့သို့လျင်ရေသည်တရိတ်ဆန်အမျိုးအလိုက်များပြားစွာမွေးဖွား၍တဲ့အမျိုးအလိုက်ဘုရားကပြန်ဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်သတ္တမနေ့မှာအခန်းငယ်24ကနေ31အထိကြည့်တဲ့အခါမှာဂုံတရိတ်ဆန်နဲ့လူသားတွေကိုဘုရားကဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဂုံတရိတ်ဆန်ဆိုလို့ရှိရင်လည်းအမျိုးအလိုက်လူသားလည်းဂုံတရိတ်ဆန်အမျိုးမှာမပါဘဲထူးခြားတဲ့အမျိုးဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကပ္ပဦးကျမ်းခန်းကြီး1ကိုဒါကြောင့်ကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ကအသက်ကိုပေးတဲ့ဘုရားဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဖန်ဆင်းရှင်ဘုရားဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အသက်ပေးတဲ့အခါမှာကစီနဲစွာနဲ့မပေးဘဲနဲ့အပြည့်နဲ့ကိုပေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဘုရားသခင်ကဖန်ဆင်းခြင်းအရာအားလုံးအထဲမှာမရှိဘဲအပြင်မှာရှိတဲ့အတွက်ကြောင့်ဖန်ဆင်းခြင်းရဲ့သဘာဝတရားတွေနိယာမတရားတွေဘာတရားကမှသူ့ကိုမချုပ်ချယ်ဘူးအချိန်ကလည်းသူ့ကိုမချုပ်ချယ်နိုင်ဘူးဆိုတာကျမ်းစာအဖြစ်ကျွန်တော်တို့တွေ့ရတယ်ဒီအရာတွေကိုဒီတရားတွေအားလုံးကိုပေးတဲ့သူဟာဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်physics လေ့လာတဲ့သူတွေကဘုရားသခင်ရဲ့ပေးထားတဲ့တရားတွေကိုလေ့လာကြတာဖြစ်တယ်နော်ဇီဝဗေဒ biology လေ့လာတဲ့သူတွေကလည်းဘုရားသခင်ရဲ့ပေးထားတဲ့တရားတွေကိုလေ့လာကြတာဖြစ်တယ်အတွေးခေါ် philosophy လေ့လာတဲ့သူတွေ logic ဖက်မှာလဲဘုရားသခင်အတွေးခေါ်မှုဤဥပဒေတရားတွေပေးထားတဲ့အရာကိုလေ့လာခြင်းဖြစ်တယ်ဒါကြောင့်အတိတ်မှာကမ္ဘာသမိုင်းကျွန်တော်တို့ကြည့်တဲ့အခါမှာ theology ဆိုလို့ရှိရင် the queen of sciences နော်ဌာနအားလုံးပညာရက်တွေအားလုံးရဲ့ queen နေရာမှာ theology ကိုသူတို့ထားခဲ့ကြတာဖြစ်တယ်အသက်ပေးပိုင်တဲ့ဘုရားအရာအားလုံးကိုပေးတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ရှင်ပေါလုကတမန်တော်ဝတ္ထုမှာမယုံကြည်သူတွေကိုတရားဟောတဲ့အခါမှာဒီလိုပြောခဲ့တယ်ခန်းကြီး7အခန်းငယ်24နဲ့25တမန်တော်ဝတ္ထုခန်းကြီး7အငယ်24နဲ့25လောကဓာတ်မှစ၍လောကဓာတ်၌ရှိလေသမျှသောအရာတို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအရှင်ဖြစ်၍လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ကျင်းဝတ်တော်မူသည်မဟုတ်ဘုရားသခင်သည်ခတ်သိမ်းသောသူတို့အားဇီဝအသက်နှင့်တကွထွက်သက်ဝင်သက်မှစ၍ခတ်သိမ်းသောအရာတို့ကိုပေးတော်မူသောအရှင်ဖြစ်၍တစုံတစ်ခုကိုအလိုတော်ရှိတကဲ့သို့လူတို့လက်ဖြင့်ကျွေးမွေးခြင်းကိုခံတော်မူသည်မဟုတ်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကတရိတ်ဆန်တွေအားလုံးကိုလည်းကျွေးတဲ့ဘုရားတာဝန်ယူတဲ့ဘုရားအပင်တွေအားလုံးအတွက်လည်းကျွေးတဲ့ဘုရားတာဝန်ယူတဲ့ဘုရားလူသားအားလုံးကိုလည်းကျွေးတဲ့ဘုရားတာဝန်ယူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြန်ကျွေးဖို့လိုတယ်ဆိုတာကျမ်းစာနဲ့လုံးဝမညီတဲ့အတွေးခေါ်ဖြစ်တယ်ဒါဆိုရင်ဘုရားသခင်ကျွန်တော်တို့စီကနေဘာလိုအပ်တယ်လဲဘာမှမလိုအပ်ဘူး
မိတ်ဆွေနဲ့ကျွန်တော်မရှိလို့ဖခင်ရဲ့ဘုံယော့သွားတယ်ဆိုတာမရှိဘူးမိတ်ဆွေနဲ့ကျွန်တော်မရှိလို့ဖခင်သခင်မှာယော့ပါသွားတဲ့အရာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ဘဝမှာဖခင်မရှိရင်တော့အကုန်လုံးကုန်သွားပြီကျွန်တော်တို့တွေကသာဖခင်အပေါ်မှာမိခိုနေတာဖြစ်တယ်ဖခင်သခင်ကကျွန်တော်တို့အပေါ်မှာမိခိုတာမဟုတ်ဘူးဒီနေ့မှာကျွန်တော်တို့အတ္တလန္တာသတင်းကောင်းနှစ်ချင်းတင်းတော်ဖခင်ကိုမကိုးကွယ်တော့လို့ဖခင်သခင်မှာနာမဲ့အရာဘာမှမရှိဘူးနော်မိတ်ဆွေနဲ့ကျွန်တော်တို့အလှမပေးတော့လို့ဖခင်သခင်မှာနာမဲ့အရာဘာမှမရှိဘူးကျွန်တော်တို့တွေဟာသူ့ရဲ့ဂျေဇုတော်တတ်ကြောင့်ပါဝင်ခွင့်ရတာလေးဖြစ်တယ်ဂျေဇုတော်တတ်ကြောင့်သူ့ရဲ့အမှုတော်ထမ်းဆောင်ခွင့်ရတာဖြစ်တယ်ဂျေဇုတော်တတ်ကြောင့်ဒီဘဝဒီအချိန်ခါမျိုးမှာမွေးဖွားပြီးတော့မွေးဖွားရုံမကဘူးတမန်တရားကိုကြားရပြီးတော့ကြားရရုံမကဘူးယုံကြည်ခြင်းခံရပြီးတော့အင်မတန်မှဂျေဇုတော်ခံရတဲ့သူတွေကျွန်တော်တို့ဖြစ်တယ်မိတ်ဆွေမကြိုးစားလို့ဖယားမှာထိခိုက်သွားမဲ့အရာဘာမှမရှိဘူးဒါဆိုရင်ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းဟာအင်မတန်မှပေါ်ပါသွားတဲ့အရာဖြစ်တယ်ပေါ်ရော့ဖို့မဟုတ်ဘူးပေါ်ပါဖို့ဖြစ်တယ်ဘာလို့လဲကျွန်တော်မပါရင်လဲဖယားသခင်အကုန်လုံးလုပ်နိုင်တယ်ကျွန်တော်ပါခြင်းအပြင်ဖယားလုံးမဲ့အရာပို့လုပ်တာတွေမဟုတ်ဘဲနဲ့ဖယားသခင်လုံးမဲ့အမှုထဲမှာကျွန်တော်လဲပါဝင်ခွင့်ရတာဖြစ်တယ်ထို့သောစိတ်ထားနဲ့ပါဝင်ကြရအောင်ဒီနေရာမှာသားတော်ဖယားကလည်းဘယ်လိုပြောသလဲဆိုရင်ကောလောသဲဩဝါဒစာအခန်းကြီး1အခန်းငယ်16ကနေ19ကောလောသဲဩဝါဒစာအခန်းကြီး1အငယ်16မှ19အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောမြင်၍ရသောအရာမြင်၍မရသောအရာယာစပလင်ဖြစ်စေအစိုးရချင်းတကိုးဖြစ်စေအထွတ်အမြတ်ဖြစ်စေအာနာဆက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဒါကြောင့်သခင်ယေရှုခရစ်ဟာခမဲတော်ဖယားကဖယားမြောက်လို့ဖယားဖြစ်သွားတာမဟုတ်ဘူးเนาะသူကိုယ်တိုင်လည်းဖယားသခင်ဖြစ်တယ်ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့အလို့ငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏ကျေးဇူးပြုပြီးတော့အားလုံးဒီအရာလေးကိုစိတ်နှလုံးထဲမှာသွင်းပြီးလိုက်ဆိုပေးလို့ရမလားထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့အလို့ငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏ယေရှုတင်တယ်ဒါဆိုရင်ကျွန်တော်တို့ကိုဖျားမလို့ဘူးဆိုရင်ဖျားသခင်ကဘာလို့ဖန်ဆင်းတယ်လဲသူ့အဖို့ဖန်ဆင်းတာဖြစ်တယ်ထိုဖျားရှင်နာမတာဘုန်းကြီးပါစေအရာအလုံးဟာသူ့အဖို့ဖြစ်တယ်တဲ့နေဟမိအခန်းကြီးကိုအခန်းငယ်6ကိုလည်းကျွန်တော်ဖတ်ချင်တယ်နေဟမိမှတ်စာအခန်းကြီးကိုအခန်းငယ်6ကိုတော်သာလျင်ထာဝရဘုရားဖြစ်တော်မူ၏အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်ဘုရားအပေါင်းတို့ကို၎င်းမြေကြီးနှင့်မြေကြီးပေါ်မှာရှိသမျှတို့ကို၎င်းပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို၎င်းဖန်ဆင်းတော်မူ၏ဒီဟာလေးကိုတေချာလေးနားထောင်ပေးပါအလုံးစုံတို့ကိုစောင့်မတော်မူ၏အလုံးစုံတို့ကိုစောင့်မတော်မူ၏ခုနကကောလောသဲ1စက္ခုံကိုကြည့်တဲ့အခါမှာဒီလိုပြန်ပြောတယ်သားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကိုးတော်အားဖြင့်သာတည်ကြ၏ဒီနေ့သိပ္ပံပညာကျွန်တော်တို့လေ့လာတဲ့သူတွေကသိလိမ့်မယ်စัจ java လာထဲမှာကျွန်တော်တို့ရဲ့ solar system ကျွန်တော်တို့ကဘာရှိတဲ့ system လေးကအင်မတန်မြန်စွာနဲ့เนาะမိုင်ထောင်တောင်းပေါင်းများစွာနဲ့ခရီးနှင်နေတာဖြစ်တယ်အဲ့ဒီမှာကဘာနဲ့လာနဲ့နေကိုပတ်ပြီးတော့ပတ်တဲ့ကြားထဲမှာဒီလိုเนาะခရီးနှင်နေတာဖြစ်တယ်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်နေနဲ့ကဘာနဲ့ကနည်းနည်းလေးပိုဝေးသွားလို့ရှိရင်တဲ့ကျွန်တော်တို့အကုန်လုံးခဲပြီးတော့တေကုန်လိမ့်မယ်ဒါမဲ့နေကနည်းနည်းလေးနီးလာလို့ရှိရင်အယမ်းပူပြီးတော့ကျွန်တော်တို့လောင်ကုန်လိမ့်မယ်ဂျိုးတွေကျွန်တော်တို့ကိုဘာလို့ဝင်မတိုက်တယ်လဲပ
ျက်စီးခြင်းအမျိုးမျိုးကျွန်တော်တို့ခံစားနိုင်ပေမဲ့ဘာလို့မခံစားတယ်လဲဆိုရင်ကျမ်းစာရဲ့အဖြေကသားတော်ကအရာအလုံးကိုတကိုးတော်နဲ့ထိမ့်သိမ်းထားတယ်ထိုဖျားရှင်နာမတိုင်ပုံကြည်ပါစေဘုရားသခင်ကအရာအလုံးကိုသူ့နေရာနဲ့သူနေအောင်ထိမ့်သိမ်းထားတယ်ဒါဆိုရင်ဘုရားသခင်ကဖန်ဆင်းပြီးတော့နော်တာဝန်မယူတဲ့မိခင်လို့မဟုတ်ဘူးအမြဲတမ်းစောင့်ရှောက်စောင့်ထိန်နေတဲ့စောင့်မနေတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်ရဲ့အသက်တာကိုလည်းစောင့်မတာဘုရားသခင်ဖြစ်တယ်။ဘလောက်အထိကျမ်းစာကပြောတယ်လဲဆိုရင်ခြေချော်မလဲဖို့စောင့်မပေးတယ်။ခြေချော်မလဲဖို့တောင်စောင့်မပေးတယ်။ကျွန်တော်လည်းခြေထောက်အားနေတယ်ဆိုတော့ချော်လဲမဲ့အချိန်များတယ်နော်။နည်းနည်းခလုတ်ထိလိုက်တိုင်းဩဘုရားသခင်ကျွန်တော်လက်ကိုကင်လို့ချော်မလဲတာကျွန်တော်တို့ကိုစောင့်မတဲ့ဘုရားသခင်ဖြစ်တယ်ဖန်ဆင်းခြင်းအကြောင်းက6ရက်နဲ့မပြီးဘူးဆိုတာကျွန်တော်တို့ကပ္ပဦးကျမ်းမှာတွေ့ရတယ်နောက်ထပ်10မိနစ်လောက်ကျွန်တော်အချိန်ယူမယ်နော်တတ္တမနေ့မှာအခန်းကြီး2အခန်းငယ်3အထိမှာဖန်ဆင်းခြင်းအကြောင်းသွားတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ကပ္ပဦးကျမ်း1:1-3ထို့သောကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောတစားတို့သည်ပြီးစီးလျက်ရှိကြ၏တတ္တမနေ့ရက်ရောက်လျှင်ဘုရားသခင်သည်ဖန်ဆင်းသောမှုကိုလက်စတတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသမျှသောမှုရာတို့သည်ပြီးစီးပြီးမှထိုတတ္တမနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ထိုတတ္တမနေ့ကိုဘုရားသခင်သည်ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝတ်စွာနေတော်မူ၏ကပ္ပဦး1:1အစအုပ်၌ဘုရားသခင်ကပ္ပဦး2:3တတ္တမနေ့မှာဘုရားသခင်ငြိမ်ဝတ်စွာနေတယ်အစလည်းဘုရားအဆုံးလည်းဘုရားဒါကြောင့်ကျမ်းစာကပြောတယ်ထိုသခင်ထဲမှ၎င်းထိုသခင်အဖို့အလို့ငှာ၎င်းခတ်သိမ်းသောအရာတို့သည်ဖြစ်ကြ၏ဒါဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဟာဒီຢာတွေအားလုံးကနေခြုံပြီးတော့ဘယ်လိုကောက်ချက်ချလို့ရတယ်လဲဆိုရင်ဖယားသခင်အတွက်ဖန်ဆင်းခြင်းခံတဲ့သူတွေဖြစ်တယ်တစ်ကော6မှာသင်တို့ရဲ့ခန္ဓာဟာလည်းသခင်ခရစ်တော်အတွက်ဖြစ်တယ်တဲ့သင်တို့ရဲ့ခန္ဓာဟာလိင်ကိစ္စအတွက်မဟုတ်ဘူးတဲ့ဖန်ဆင်းခြင်းဟာလည်းဖယားသခင်အတွက်ဖြစ်တယ်ပြောချင်တာကကားဟာဘာအတွက်လဲခရီးသွားဖို့ဖြစ်တယ်ထိုင်ခုံဟာဘာအတွက်လဲထိုင်ဖို့ဖြစ်တယ်မိုက်ကဘာလဲအတန်ချဲ့ဖို့ဖြစ်တယ် AC ကဘာအတွက်လဲအေးစေဖို့ဖြစ်တယ်နေကဘာအတွက်အပူပေးဖို့ဖြစ်တယ်မိတ်ဆွေနဲ့ကျွန်တော်ဘာအတွက်လဲဖယားအတွက်ဖြစ်တယ်ဒါဆိုရင်ဖယားအတွက်အသက်မရှင်ရင်ဘဝရဲ့အတိတ်ပဲမပြည့်စုံနိုင်ဘူးတင်းနဲ့ကျွန်ုပ်နဲ့ဖန်ဆင်းတဲ့အရာတွေအားလုံးအလိုအဆုံးသောသူဟာဘုရားသခင်ဖြစ်တယ်အခန်းကြီး2အငယ်9မှာလူကိုဖန်ဆင်းပုံကိုဘုရားကဒီလိုဖော်ပြပေးတယ်ထို့နောက်ထာဝရရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်လူသည်အသက်ရှင်သောတတ္တဝါဖြစ်လေ၏ကျွန်တော်တို့ဖလမ်လူမျိုးမှာကျွန်တော်ကြားဘူးတယ်ကျွန်တော်လူဘယ်အစတယ်လဲဆိုတော့ကြောက်ခေါင်းထဲကနေလှိုင်ကူကနေထွက်လာတယ်ဘယ်လိုထွက်လာတယ်လို့ကျွန်တော်လည်းမသိဘူးအဲ့ဒီထိပဲပုံပြင်ကတော့ကြားဘူးတယ်တခြားလူမျိုးတွေမှာလည်းပုံပြင်မျိုးရှိကြမယ်နော် Greek တွေမှာလည်း Zeus ကနေပြီးတော့ဖျားတွေကဖန်ဆင်းတယ်ဟိန္ဒူတွေမှာဆိုရင်လည်းဖျားတွေကနော်လိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဖန်ဆင်းတယ်ပြီးရင်ဒီ Egyptian နဲ့ Mediterranean myth တွေမှာဆိုရင်လည်းဖျားတွေစစ်ပွဲနှင်ရင်းနဲ့နော်သွေးတွေထွက်ပြီးတော့အသားတွေကျိုးပြီးတော့အဲ့ဒီမှာလူတွေဖြစ်လာတယ်စသဖြင့်ဖန်ဆင်းခြင်းအမျိုးရှိကြတယ်အခုကျွန်တော်တို့နိုင်ငံမှာဖန်ဆင်းခြင်းတခြားကျမ်းစာနဲ့ပြိုင်ဖက်ဖြစ်တာကဗုဒ္ဓလည်းမဟုတ်ဘူးဟိန္ဒူလည်းမဟုတ်ဘူးသိပ္ပံပညာဆိုပြီးတော့တွယ်ဝိုက်နဲ့ဝင်လာတဲ့ evolution theory ဖြစ်တယ် evolution theory က7 to 6 million နော်နှစ်တန်းပေါင်း9ဒါမှမဟုတ်ရင်6တန်းလောက်မှာလူတွေကျွန်တော်တို့ရဲ့ရှေ့ပြေးပေါ့နော်
အိုးဘိုးဘွားဘောင်ပင်တွေတည်ရှိခဲ့တယ်တဲ့ဒါမဲ့ဒီနေ့မှာကျွန်တော်တို့evolution theory ကလူတွေမြောက်ကနေဖြစ်လာတယ်လို့မပြောဘူးဆိုတာလဲကျွန်တော်ရှင်းပြချင်တယ်နော်မြောက်ကနေလူတွေလာတယ်လို့သူတို့မပြောဘူးဒါပေမဲ့လူနဲ့မြောက်နဲ့တူညီတဲ့မျိုးရိုးကနေဆင်းသက်တယ်လို့ပဲပြောတာဖြစ်တယ်7 to 6 millions ဒုံက hominin ဆိုပြီးတော့သူတို့နာမည်ပေးတယ်ပုံကြည့်ရင်တော့မြောက်လိုဖြစ်လို့လေနော်ကျွန်တော်တို့ကမြောက်လို့ပြောလိုက်တာဖြစ်မယ်ဆိုတော့ဒီຢာလေးကိုသတိထားဖို့လဲကျွန်တော်ဖော်ပြချင်တယ်2.5 တန်းလောက်ရောက်တဲ့ခါမှာကြောက်ခစ်ပစ္စည်းတွေကျွန်တော်တို့သုံးတက်လာတယ်ဒါနဲ့1.5 million လောက်မှာတမျိုးပြန်ပြောင်းလာပြီးတော့အဲ့ဒီလူရှေ့ပြေးတွေကို Homo erectus ဆိုပြီးတော့ခေါ်လာတယ်အဲ့ဒီနောက်မှပဲနှစ်3သိန်းခန့်တမိုင်းမှာကျွန်တော်တို့အခုမိတ်ဆွေနဲ့ကျွန်တော်လို Homo sapiens တွေကရှိလာတာဖြစ်တယ်ဆိုပြီးတော့သူတို့ကရှင်းပြတယ်ဒါနဲ့ဒီအရာကိုကျွန်တော်ဘယ်ကရတယ်လဲဆိုတော့ Chat GPT เนาะ artificial intelligence ဖြစ်တယ် artificial intelligence ကလူကနေဖန်တီးထားတဲ့ဒီသိနိုင်တဲ့เนาะဉာဏ်ဖြစ်တယ်လူကနေဖန်တီးခြင်းတတ်ဖြစ်တဲ့ဉာဏ်ကြတော့ဖန်ဆင်းရှင်ရှိတယ်ဆိုတာဘယ်သူကမှတန်တရားမရှိဘူး artificial intelligence ကြတော့ဖန်ဆင်းရှင်ရှိတယ်ဆိုတာမငင်းကြဘူးဒါပေမဲ့ကျွန်တော်တို့ဖခင်များ camp မှာเนาะကျွန်တော်တို့ရဲ့ favorite word non GMO organic intelligence ကြတော့ဖန်ဆင်းရှင်ရှိတယ်လို့ပြောလိုက်ရင်လက်မခံနိုင်တော့ဘူး AI ထက်ပို့ပြီးတော့အဆင့်နေတဲ့ဒီ cell phone လေးတောင်ဖန်ဆင်းရှင်မရှိဘူးလို့ကျွန်တော်ပြောရင်ကျွန်တော်ကိုအယူလိုပဲကြည့်မှာဖြစ်တယ်ဒါပေမဲ့ဖုန်းလဲကြွားလိုက်အောင်မယ်ကျွန်တော်ကင်မရာကောင်းတာထက်နော်ကင်မရာကောင်းတာထက်ကျွန်တော်မျက်စိပိုကောင်းသေးတယ်လာမင်းဒီညလာလေးလှလိုက်တာဆိုပြီးတော့ zoom အတကုံဆွဲပြီးတော့ရိုက်လိုက်ရင်မီးတီးကိုဓာတ်ပုံရိုက်တာနဲ့အတူတူပဲကျွန်တော်တို့မျက်စိမြင်ပုံကတော့တခြားစီဖြစ်တယ်အဆွင်ဒီကင်မရာကိုထွင်တဲ့သူတီထွင်တဲ့သူမရှိဘူးလို့ကျွန်တော်ပြောရင်အယူလိုပဲတတ်မှတ်ခံရမှာဒါပေမဲ့ဒီထက်ပိုပြီးတော့ရှုပ်ထွေးတဲ့မြင့်မားတဲ့ခက်ခဲတဲ့မျက်လုံးကြတော့ဖန်ဆင်းရှင်ရှိတယ်လို့ပြောရင်လက်မခံနိုင်ဘူးဆိုတာမဖြစ်နိုင်ဘူးဒါကြောင့် evolution theory တွေကဘာကိုထည့်ဖို့လိုလာတယ်လဲဆိုရင်အချိန်ကိုထည့်ဖို့လိုလာတယ်အချိန်အရန်ကြာရင်တော့ဖြစ်နိုင်မှာပါဆိုတာဖြစ်သွားတယ်ဒါပေမဲ့အချိန်မလိုဘဲနဲ့ဘယ်လိုဖြစ်နိုင်တယ်လဲကျမ်းစာကဘယ်လိုရှင်းပြတယ်လဲဆိုရင်တကိုးနဲ့ဉာဏ်ပညာနဲ့ပြေဝတဲ့ဘုရားသခင်ကဖန်ဆင်းလိုက်တယ်တဲ့အဲ့ဒါပဲဖြစ်တယ်ဘုရားသခင်ကဖန်ဆင်းတဲ့အခါမှာခန္ဓာကိုယူပြီးတော့မြေမှုန့်ကိုယူပြီးတော့ပထမဆုံးလူယောက်ျားရဲ့ခန္ဓာကိုဖန်ဆင်းပေးတယ်ဒါနဲ့သူ့ရဲ့နဘေးကနေနံရိုးကိုယူပြီးတော့ပထမဆုံးလူမိန်းမကိုဖန်ဆင်းတယ်ဒါကြောင့်ခန္ဓာကိုဒီလောကအရာကနေဘုရားသခင်ကရတယ်ဒါပေမဲ့ဝိညာဉ်ကိုကြတော့သူ့ရဲ့ဇီဝအသက်ကိုမှုတ်သွင်းပေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဖန်ဆင်းခြင်းမှာကျွန်တော်ကြည့်တဲ့အခါမှာဘယ်တတ္တဝါဘယ်အရာကိုမှငါတို့ရဲ့ပုံတရံနဲ့တညီတရံတီးဖန်ဆင်းကြဆိုလို့မပြောဘူးလူကိုပဲပြောတာဖြစ်တယ်ဒါကြောင့်လူဟာတခြားအရာအလုံးထက်ကွာခြားတယ်မတူဘူးဆိုတာကျွန်တော်တို့သိဖို့ဖြစ်တယ်အခန်းကြီး1အခန်းငယ်30မှာမြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတွားတက်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့မြက်ပင်မျိုးတို့ကိုငါပေးမိပြီးလို့ရှိရင်အငယ်28မှာအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့နော်စတဲ့အရာတွေအသက်လို့ပေါ်ပြတဲ့အရာတွေဒီနေရာတွေမှာဗမာကျမ်းစာမှာတော့ရှင်းရှင်းလင်းလင်းနဲ့ပေါ်ပြပေးတယ်ဒါပေမဲ့အင်္ဂလိပ်ကျမ်းစာမှာကျွန်တော်တို့အခုသုံးတဲ့ကျမ်းစာမှာလဲ in them is the breath of life ဆိုပြီးတော့ပြန်ပေးထားတယ်နော်ဒါနဲ့အခန်းကြီး2အငယ်9မှာသူ၏နှာခေါင်းထဲသို့ဇီဝအသက်လို့ဗမာမှာ
ထူးခြားစွာနဲ့ပြန်ပေးတယ်အင်္ဂလိပ်မှာအဲ့ဒီမှာ breath of life လို့ပဲပြန်ပေးပြန်တယ်ဆိုတော့တရိတ်ဆန်မှာလဲ breath of life သုံးတယ်လူမှာလဲ breath of life သုံးတယ်ဆိုတော့အတူတူဖြစ်မယ်လို့ထင်ရတယ်ဒါနဲ့ဗမာကျမ်းစာကဘာသာပြန်မှားတယ်လို့ပြောလို့ရှိရင်ညင်းလို့မရဘူးအဲ့ဒါနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့မူရင်းကျမ်းစာဟေပြဲမှာတွားကြည့်ရတယ်နော်ဒါကြောင့်ကျမ်းစာကြောင့်တက်တာအရန်အရေးကြီးတာဖြစ်တယ်အဲ့လိုမျိုးညင်းမယ်ဆိုရင်ဘယ်လိုရတော့မလဲနော်နင်းလဲနင်းကျမ်းစာငါလဲငါကျမ်းစာဆိုပြီးတော့ဒါပေမဲ့အဲ့ဒီမှာဟေပြဲကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာတော့တရိษံတွေအတွက်သုံးတဲ့အသက်ကအသက်တတ်တတ်ဖြစ်တယ်လူအတွက်သုံးတဲ့ဇီဝအသက်ကိုစကလုံးထူးခြားစွာနဲ့ဟေပြဲမှာသုံးပေးထားတယ်ဒါကြောင့်လူဆိုလို့ရှိရင်တရိษံတွေနဲ့မတူဘူးနော်တရိษံတွေကနေကျွန်တော်တို့ကိုကျင့်တရားယူဖို့မဟုတ်ဘူးတရိษံတွေကနေကျွန်တော်တို့အသက်ရှင်မဲ့ပုံကူးယူဖို့မဟုတ်ဘူးဆိုတာကျွန်တော်တို့သင်ရတယ်ဒါကြောင့်ဘုရားသခင်ကလူကိုသူ့ရဲ့ပုံတရံနဲ့တညီတတရံတီဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ထာဝရအတိတ်ကာလကနေတည်ရှိခဲ့တဲ့ဘုရားချစ်ချင်းမေတ္တာနဲ့သုံးပါးတစုတစ်လုံးတစ်ဝတည်ရှိခဲ့တဲ့ဘုရားဖန်ဆင်းဖို့ရအတွက်သူအစီအစဉ်ရှိတယ်ဖန်ဆင်းခြင်းအကြောင်းတွေကျွန်တော်တို့ကြည့်ကြတယ်အခုလူဖန်ဆင်းပြီးတော့လူယောက်ျားနဲ့လူမိန်းမကိုအားလုံးသိတဲ့အတိုင်းအေဒင်ဥယျာဉ်မှာထားတယ်ဆိုတာကျွန်တော်တို့ကျမ်းစာကဖော်ပြတယ်ဒါနဲ့ဝမ်းနည်းစရာကောင်းတာကကျွန်တော်တို့သိတဲ့အတိုင်းသူတို့အပြစ်ထဲမှာကြာဆင်းမယ်ဒါဆိုရင်ဒီအရာကိုဘုရားသခင်ကောသိခဲ့မလားသိတာပေါ့တိကြီးနဲ့ဘာလို့ဘုရားကဖန်ဆင်းတယ်လဲအဲ့ဒါအပိုင်းနဲ့မှာပြန်ပြီးတော့ဆက်ကြရအောင်နော်စကားနောက်ဆုံးခန်းနေနဲ့ကျွန်တော်ပြောချင်တာကတိကြီးနဲ့ဒီလိုမျိုးဖြစ်မယ်သူ့အပေါ်မှာအများကြီးထိခိုက်မှုရှိမယ်နစ်နာမှုသားတော်အထိပေးရမယ့်အခြေအနေရှိမယ်ဆိုတာဘုရားသိခဲ့ပေမဲ့ဖန်ဆင်းဖို့ဆုံးဖြတ်တဲ့အတွက်ကြောင့်အသက်ပေးဖို့ဆုံးဖြတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းဆိုလို့ရှိရင်ကျမ်းစာနဲ့လုံးဝမညီတဲ့ပြုမှုခြင်းဖြစ်တယ်ဘုရားသခင်ရဲ့စိတ်နဲ့လုံးဝမညီတဲ့ပြုမှုခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံနော် pro choice အဲ့ဒီအရာတွေကကျမ်းစာနဲ့မညီတဲ့အရာဖြစ်တယ်ကျွန်တော်တို့သိကြရအောင်တို့ရဲ့ argument ကဒီကလေးမွေးလာရင်သူ့ဘဝအယမ်းပြတ်မယ်သူ့ဘဝအယမ်းနာကြီးမှုဖြစ်ဆင်းရဲမှုဖြစ်မယ်အမျိုးမျိုးတို့ပြောကြတယ်အဲ့ဒီလိုမျိုးဖန်ဆင်းခြင်းလည်းဖြစ်ဖို့ဖြစ်ပေမဲ့ဘုရားကဖန်ဆင်းဖို့ရွေးချယ်တယ်ဒီအားလေးအဖြစ်ကျွန်တော်အစပြုပြီးတော့ဒီနေ့မှာပြောချင်တယ်နောက်အပတ်မှာလူအပြစ်၌ကြာဆင်းခြင်းနဲ့ဓမ္မဟောင်းကျမ်းဟိုအဆုံးထိသွားနိုင်ဖို့ကျွန်တော်မျှော်လင့်တယ်ဒါနဲ့တတိယပတ်မှာခရစ်တော်အဖြစ်ကျွန်တော်တို့ကိုကယ်တင်ခြင်းနဲ့အမှုတော်မြတ်မှာဖိတ်ခေါ်ခြင်းကျွန်တော်တို့ကြည့်ပြီးတော့နောက်ဆုံးအပတ်မှာကျွန်တော်တို့ရဲ့အသက်ရှင်တဲ့မျှော်လင့်ခြင်းအကြောင်းဒါနဲ့ဘုရားသခင်ရဲ့ The Whole Counsel of God ကိုဒီလအတွင်းမှာဟောပြောဝေငှနိုင်ဖို့ကျွန်တော်ဆုတောင်းထားတာဖြစ်တယ်။ဒါကြောင့်ဆုလဲတောင်းပေးကြပါเนาะအားလုံးလဲပါဝင်ကြပါလို့ဖိတ်ခေါ်ခြင်းနဲ့ရောက်တိုင်းကိုဘုရားသခင်တည်တံ့ကောင်းချီးပေးပါစေ။